ကိုကတန်အလောက်နဲ့လောက်ပြီဆိုရင်ဒီတန်လောက်နဲ့ပတ်သက်တာတွေကိုအများစုကသိထားတင်ပါတယ်ဒီအလောက်နဲ့ပတ်သက်ပြီးတော့တချို့အရာတွေဘယ်လိုမျိုးလုပ်လဲဘယ်လိုဖြတ်လဲဆိုတာသိထားတင်ပါတယ်အဲ့လိုမျိုးအတွက်အခုဒီဗီဒီယိုမှာဆိုရင်ကျွန်တော်တော်တော်မကြုံဘူးတဲ့အခြေအနေကိုဒီဗီဒီယိုမှာကျွန်တော်မျှပေးမယ်ဒီမှာဆိုရင်လည်းကြည့်ပါနော်ဒီလိုမျိုးအသေးနဲ့ကြီးတို့ဖြစ်နေတယ်ဒီဟော်လိုနဲ့ချောင်းကိုလိုမျိုးအသေးဆက်မယ်ဒီလိုမျိုးနောက်ပြီးတော့အပေါက်လည်းမဖြစ်အောင်လို့ဆက်နေတာနေဒီဗီဒီယိုလေးမှာကျွန်တော်တို့လိုက်ပြီးကြည့်တော့ပါနော်โอเคဒီမှာဆိုရင်ဒါကိုဖြတ်ထုတ်ပြီဆိုရင်ဒါအဆင်ပြေပြီဒါဆိုရင်သူကအပေါက်လည်းမဖြစ်တော့တဲ့အတွက်ကျွန်တော်ပြန်ပြီးပိတ်ရရမှာမဟုတ်ဘူးကျွန်တော်ညီကိုလေးဒီလိုမျိုးအချိုးတွေအကွေ့တွေမှာဖြတ်တာတွေရတဲ့အရေးပါပါတယ်ဒါကတော့လည်းဖြစ်တော့ဖြစ်ခဲ့ပါတော်ရုံဘယ်လိုမှလည်းဒီလိုမျိုးတွေမလုပ်ဘူးဒီတိုင်းလေးဖြတ်ပြီးတော့ထည့်ရအောင်ပေါ့နော်ဒါပေမဲ့လည်းတို့အခြေအနေမျိုးကြုံလာတဲ့အခါမှာတုံးလို့ရတယ်ဒါနဲ့စင်တူရိုးမအခြေအနေတွေကြုံလာနိုင်ပါတယ်အဲ့လိုအခြေအနေတွေအခုဒီဗီဒီယိုဒီမှာကျွန်တော်တို့နဲ့အတူလိုက်ပြီးကြည့်တော့ပေါ့နော်သူကဖြစ်တော့ဖြစ်ခဲ့ဆိုပေမဲ့လည်းဘလို့မဆိုလဲဒီဒါကတော့ပညာတစ်ခုကိုမြှောက်ပေးတာပေါ့နော်โอเคဒါဆိုရင် fix ရပါပြီเนาะဒီလိုမျိုးတွေကြုံလာမှဆိုရင်လည်းဒီလိုမျိုးတွေတိုက်လို့ရဆိုတာအခုချွန်ကြီးကိုလေးသိသွားပြီပေါ့